ပေါ်ထက်လာမဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအရတက်ကယူထားမဲ့နိုင်ငံရေးဆိုင်ရာအခွင့်အာဏာတွေကိုအနှစ်20-30အတွင်းတစ်ဖြည်းဖြည်းတဆင့်ချင်းရှော့ချဖို့ကိုနှစ်ဦးနှစ်ဖက်လက်ခံနိုင်လောက်တဲ့အဖြစ်တစ်ခုဖြစ်တဲ့ဆိုရင်တော့မှအပေးယူလုပ်ဖို့ဒဒိုးကြီးပြောလို့ပေါ်တင်ကြီးအပေးယူလုပ်ဖို့မဖြစ်နိုင်သေးဘူးရေးပြီးသားဖွဲ့စည်းပုံမူကြမ်းကိုပြန်ပြင်ရေးဖို့ဆိုတာလဲဒီအချိန်မှာမဖြစ်နိုင်တော့ဘူးဒီတော့ဖွဲ့စည်းပုံကိုပြင်ဆင်ခြင်းနဲ့ပဲလုပ်ရမှာပဲဒီကိစ္စကိုနှစ်ဦးနှစ်ဖက်စလုံးကသဘောတူညီရင်တမတော်ကြီးကဓမ္မမို့တမတော်ကြီးကတရားရောကပေါ်ထွက်လာမဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအရတက်ကယူထားမဲ့နိုင်ငံရေးဆိုင်ရာအခွင့်အာဏာတွေကိုလာမဲ့အနှစ်20-30အတွင်းတစ်ဖြည်းဖြည်းတဆင့်ချင်းရှော့ချဖို့ရည်ရွယ်ရဆိုတာကိုအများပြည်သူသိအောင်ကြေညာမယ်ဒေါန်ဆန်းစုကြည်နဲ့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကလည်းဒါဆိုရင်တော့ဖွဲ့စည်းပုံအခြေခံဥပဒေဟာလက်ခံနိုင်စရာဖြစ်ပြီလို့ကြေညာမယ်ဒေါန်ဆန်းစုကြည်နဲ့ဦးအောင်ကြည်ကြားမှာအပေးယူလုပ်တဲ့ခါမှာတော့တိတိကျကျတတ်မှတ်ပြောရမှာပေါ့လေအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူကြီးတွေနဲ့ပါဘာတဲ့ပြောရင်ပိုကောင်းတာပေါ့ဒီလိုရေတိုလုပ်ငန်းစဉ်ကိစ္စကိုဘယ်လိုဒီရေတိုလုပ်ငန်းစဉ်ကိုဘယ်လိုသဘောရပါသလဲဆိုတာသိကြပါလေ